စားကြပါအောင်ရှင်ဒီနေ့ညီမလေးတွေမောင်လေးတွေလာလေတယ်လာလေလို့ကိုချက်ကြွရတာဒါလေးကငဖဲကြော်ပါရှင်ဒါလေးကဒီမှာချမောင်ဟင်းပါရှင်ဒီမှာချမောင်ဟင်းလေးရမ်းကောင်းပြီရောမဒါလေးကကြတော့ဟိုပါဘောနော်အုတ်ချီရွက်ဒီမှာရှင်ငါးလေးကိုကပ်ပါရှင်စားကြပါအောင်ရှင်ဒါလေးကမျိုးသီးပွားတော်ကြီးပါရှင်ဒါလေးကမုံညင်းဘူးလေးပါရှင်ဒါလေးကခရမ်းသီးလေးတွေပြုတ်ထားမှာမကြည့်ပါဦးဒီမှာငပိပါရှင်အောင်ထိုင်ငပိကိုဝယ်ထားပါတယ်ရှင်နည်းနည်းချင်းတော့ပြောနေတာပေါ့အောင်ထိုင်ရဲ့အမကြီးပါရှင်ဒီပြောရပါရှင်ဒီမှာပါရှင်ခလေးမေးပါတယ်လေးစက်မှာဆိုလို့အဲ့လောက်လေးပဲထည့်လိုက်မယ်ကျွန်မကတော့ဒီလိုဒီမဟုတ်ခလေးစီဆိုတော့ဒီမှာကိုတမင်းလေးကိုဖြူလိုက်ပါမယ်ရှင်ဒီမှာပါရှင်စားကြပါအောင်ရှင်နော်ကိုပါငပိစားမရှင်ရန်ကုန်စားကြပါအောင်ရှင်ဦးချမယ်နော်ထားထားကောင်းတယ်ဒါမှမအုတ်ချီကအမျိုးတွေလာလေလေဒီမှာကြီးအားလုံးကလည်းနော်ဟုတ်ကဲ့